ဒီဟာတော့ဘိုးကြီးတုံသွားနေတယ်အချိန်မရှိတော့ဘူးပြန်လှည့်ပြီနော်နောက်တစ်ခေါက်မှကြုံမှဒါအမြင်လာတာဟိုမှာနော်ဒီကြီးပဲရောက်တယ်နောက်မှလမ်းမှာနှစ်ကောင်သားကမြင်းနေတာဟောပါလေဟောမောတယ်ก็แต่งของเหมือนอยู่ด้วยฮะทีเดียวต่อหูဆရာမကြီးဗီဒီယိုပြန်ရိုက်ခင်ပဲလို့ပြောထားတာရိုက်ပြီးရတာပေါ့ဟာချင်းနေနဲ့ချင်းခါဝေးပဲနောက်တနာကြီးတဲ့ပြောတာပဲကျွန်တော်တို့စိတ်ပြက်ပြန်လှည့်တော်တော်လူကြီးတယ်ကျွန်တော်တို့မှလမ်းတော့ပြန်လှည့်သွားနိုင်တော့ဟာဒီနေ့တော့ဘာမှမရတော့တွတ်ပြီးကံမကောင်းမြစ်ချောင်းနဲ့ဘာလဲဘာပွင့်လဲလားအဲ့တခုပဲရဆူနေတာမသိနည်းနည်းစူးရင်သတိထားတော့နော်အောက်မှာဝိုင်းတော်လေးတော့ဟုတ်နေပါပြီrồi nít rồi
ချင်းနေရလား阿姐，不让路。这个，那方面还是别个呗。nó chóng ra lại đi rồi shit man shit cua sẽ sắt đấy các số xe nha gì được ngon á đi đâu quá